ဒါလေးတွေမှမပြောရနော် Do you from Myanmar ခင်ဗျမြန်မာနိုင်ငံလာလားအဲ့မှာ Do you မပြောနော် Are you from Myanmar ခင်ဗျမြန်မာနိုင်ငံကလာလား Okay Are you come from Myanmar ဒီမှာကျတော့ Are you come from ဟုတ်တော့နော်ဒီမှာကျတော့ Do you come from Myanmar Okay Do you come from Myanmar English spoken in England အင်္ဂလန်မှာဆိုရှင် English စကားပြောတယ်အဲ့ဒီမှာဆိုရှင် English spoken မဟုတ်နော် English is spoken in England Okay I'm there Myanmar ကျွန်တော်မြန်မာလူမျိုးဖြစ်တယ်အဲ့ဒီမှာဆိုရှင် I'm there Myanmar လို့ပြောနော် I'm Myanmar ရှိရ there မထည့်ဘူးနော် Okay She is American They are British အဲ့လိုပြောမှာနော် they တော့မထည့်ဘူးနော် Okay I live in the Myanmar ကျွန်တော်မြန်မာနိုင်ငံမှာနေတယ်အဲ့ဒီမှာဆိုရှင်မြန်မာရဲ့ရှင်မှာ there မထည့်ဘူးနော်မြန်မာတနိုင်ငံလည်းပဲရှိအဲ့တော့ there ထည့်ရမယ်ပါညာသားကအတွေးလွန်နေတယ်နော်အဲ့မှာမထည့်ဘူး Okay I live in Myanmar ဒါပေမဲ့ကိုယ့်ရဲ့ဒီနိုင်ငံရဲ့နာမည်မှာ Republic United လို့ပါလာဆိုရှင်ရှိရ there ထည့်ရမယ်နော်The United Kingdom, the USA, okay, the United States of America စဖြစ်ပါတော့။အဲ့မှာဆိုတော့တည်ထည့်ရမယ်။ပုံမှန်ဆိုရှင် England တို့ Thailand တို့ Cambodia တို့အဲ့ဒါဆိုရင်တည်မထည့်ဘူးနော်။ Okay ရမနော်။အခုလိုမျိုးသုံးနေကိုတော့အကျိုးရှိလားမသိဘူး။အကျိုးရှိရဆိုရင် comment မှာ yes ဆိုရေးတော့နော်။နောက်ထပ် video အသစ်တွေလုပ်မတော့လို့လဲဒီ page ကို follow လုပ်ထားပါမယ်နော်။ Bye bye. See you in the next video.